နာခဲ့အတွက်ကျောင်းတက်ဖို့ကျောင်းရည်ချရတာအရင်အရေးကြီးတယ်အားကြောင့်လို့တစ်ထည့်ချင်းမဝင်ခွင့်လေးဒီ SIM မှာကျောင်းတက်ဖို့အတွက်စုံစမ်းလက်စနဲ့ဒီ SIM မှာကျောင်းတက်ပြီးတော့အလုပ်လုပ်နေတဲ့သူတွေရဲ့ experience တွေကိုမေးခဲ့တာလေးကိုဆက်ကြည့်လိုက်အောင်နော်အားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါအမနာမည်ကတော့ Stephanie လို့ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Freddy ပါစင်ကာပူကိုရွေးတာကြတော့မြန်မာပြည်နဲ့ယဉ်ကျေးမှု culture တွေကတိတ်ပြီးတော့မကွာတဲ့အတွက်ပို့ပြီးတော့အဆင်ပြေရလို့ထင်တယ်နောက်တစ်ခုကကြတော့ဒီစင်ကာပူမှာကြတော့မြန်မာ community တွေများရပေါ့နော်ပြီးလို့ရှိရင်မြန်မာစားတောက်တွေလည်းအလွယ်တကူရနိုင်တယ်ကိုကအဲ့လိုမျိုး homesick ဖြစ်ပြီးတော့မြန်မာအစားအစာတွေလွယ်နေတဲ့အချိန်ကျရင်အလွယ်တကူသွားပြီးတော့စားလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီ SIM မှာလည်းမြန်မာ community ကအရန်ကြီးတယ် event တွေလုပ်တဲ့အချိန်မှာလည်းဒီလိုမျိုး festival တွေမြန်မာ community ကကျင်းပပေးရတဲ့အတွက်ပေါ့နော်ကိုကဒီလိုစင်ကာပူမှာကျောင်းလာတက်ပြီးမဲ့မြန်မာပြည်ရဲ့ culture တွေမြန်မာပြည်ကိုအရန်လွမ်းနေတဲ့ဟာမျိုးတိတ်မခံစားဘူးပေါ့နော်အဲအကြောင်းမလို့ဒီစင်ကာပူကိုရွေးဖြစ်SIM မှာ Career Connect Office ဆိုတာလေးရှိရပေါ့နော်အဲ့ဒီ office မှာ Career Counselor တွေရှိရအဲ့အများစုကမြန်မာကျောင်းသားတွေပဲဖြစ်ကျောင်းသားတွေဖြစ်တို့ကနောက်ဆုံးနှစ်မှတော့မေးလို့ရတယ်လို့ထင်တာဒါပေမဲ့မဟုတ်ပထမဆုံးနှစ်ထင်မေးလို့ရတယ်ပေါ့နော် maybe တော့မှတို့ Career Planning အကြောင်းကိုဒီမှာ Year 1 2 3မှာဘာလို့တင်လဲဆိုတော့မေးလို့ရတယ်ဒီအချိန်မှာတို့ကပြောရလိမ့်မယ် Year 1ဆိုရင် CCA တွေ join တင်တယ်ဒါမှမဟုတ် Year 1နဲ့ Year 2ကြားမှာ internship တွေလုပ်တင်တယ်ဒါပေမဲ့တစ်ခုပဲပေါ့နော်မြန်မာကျောင်းသားတွေကတော့ဒီမှာအလုပ်လုပ်လို့မရတော့ PR ဆိုတော့လုပ်လို့ရပါပေါ့ PR မဟုတ်ဘူးဆိုတော့လုပ်လို့မရတော့ဒါကြောင့်မြန်မာပြည်ပြန်လာပဲဖြစ်ဖြစ်တခြားနိုင်ငံတွေမှာသွားပြီးတော့အလုပ်လုပ် opportunity တွေလည်းဒီ Career Counselor တွေကပြောပြပြီးလို့ရတယ်ဒီနောက်ပိုင်းနာမည်ကြီးအောင် virtual internship တွေလည်းလုပ်ကြရပေါ့နော်အဲ့ဒါတည်းမကဘူး interview တို့ပဲဖြစ်ဖြစ် CV resume ပဲဖြစ်ဖြစ် workshop တွေအများကြီးလည်းprovide လုပ်ပေးရပေါ့နော်အဲ့လိုမျိုး guidance တွေရှိပါတယ်ဟုတ်ကဲ့တကယ်ချင်းနေမှာအများဆိုတော့ banking finance နဲ့ပြီးရတာမို့ accounting finance နဲ့ပြီးရပါတော့အဲ့လိုမျိုးပြီးရလူတွေထဲမှာ band တွေထဲမှာသွားလုပ်တာလည်းရှိရဲတချို့ဆို big 4 ထိတောင်သွားရလည်းရှိရဲတချို့ဆိုရင်စင်ကာပူမှာနေမဟုတ်နိုင်ငံခြားမှာသွားလုပ်တာလည်းရှိရဲဘာလို့ဆိုတော့မတို့ကျောင်းကဒီ university ဆိုရင် Australia လာလည်းရှိရဲ UK ကလာလည်းရှိရဲ US ကလာလည်းရှိရဲဆိုတော့တချို့အချိန်တွေကျ exchange opportunity တွေရှိတော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတခြားနိုင်ငံမှာအလုပ်လုပ်တာလည်းရှိကြရပေါ့ဟုတ်နေ့စဉ်နေထိုင်ပုံကတော့ဒီလိုမျိုးမနက်ဆိုလို့ရှိရင်အလုပ်လာရဲဒီအလုပ်ပြီးွားအချိန်ကြာလို့ရှိရင်တငယ်ချင်းတွေနဲ့ hang out လုပ်တယ်စင်ကာပူ work culture နဲ့မြန်မာပြည်နဲ့အဓိကဘာကွာလဲဆိုရင်မြန်မာပြည်မှာကျတော့မိသားစုတွေရှိရဲဆိုတော့အလုပ်ပြီးွားအချိန်ကြာရင်မိသားစုတွေနဲ့hang out လုပ်တယ်ထမင်းတွေစားတယ်ပေါ့နော်ဒါပေမဲ့စင်ကာပူမှာကျတော့မိသားစုနဲ့လည်းလူမရှိဘူးဆိုတော့အလုပ်ပြီးွားလို့ရှိရင်တငယ်ချင်းတွေနဲ့ပဲအဓိက hang out ဖြစ်တယ်ပေါ့နော် work culture အရာကတော့ဒီမှာကျတော့လူတွေတော်တော်များ open minded ဖြစ်တယ်အထက်လူကြီးတွေနဲ့လည်းဒီလိုမျိုးရင်းနှီးတငယ်ချင်းလိုမျိုး communicate လုပ်နိုင်တယ်ပေါ့နော်ဆက်စချင်းအလုပ်လုပ်တဲ့အချိန်မှာလည်း colleague တွေကအရန်supportive ဖြစ်တယ်ပေါ့နော်အရန်ကူညီပေးရခုနကပြောထားလို့ exchange opportunity ရှိရောတချို့ဆိုရင် compulsory exchange ရှိရော University of Birmingham for example သူတို့ဆိုရင် international business တက်တယ်ဆိုရင်အဲ့ UK ကိုသွားရတယ်တခါကျ UK တွေမဟုတ်ကျန်တဲ့နိုင်ငံနဲ့သွားရတော့အဲ့အချိန်ကျရင်သူတို့ professor တွေရောအဲ့ဒီ career counselor တွေနဲ့ကြော်ကြည့်ရောသူတို့ကတော့ okay အဲ့ဆို UK မှာဘယ်လိုလုပ်တင်တယ်လဲဘယ်လို opportunity တွေရှိရပေါ့နော်အဲ့ဒါမဟုတ်ဘူးဒီ single မှာပဲပြန်လုပ်မယ်ဆိုတော့မာကြီးခုနက career counselor တွေနဲ့ချိတ်ထားတယ်လို့မျိုးဒီမှာ career fair တွေလည်းရှိရပေါ့နော် career fair ကျရင်ကြိုက်တဲ့ booth မှာတွားပြီးတော့မေးလို့ရကဘယ် sector မှာလုပ်ချင်တာလားဒါမှမဟုတ်တခြား sector NGO တို့ဘာလို့လုပ်ချင်တော့မှရရပေါ့နော်အဲ့လိုမျိုးအခွင့်အလမ်းတွေအများကြီးရှိတယ်လို့ကျန်တဲ့ကိုအကြောင်းပြည့်တဲ့လူပဲဖြစ်တယ်ဒါမှမဟုတ်တခြား peer to peer mentoring အဲ့လိုမျိုးဆိုင်လည်းဒီမှာရှိရောအရန်ကောင်းတယ်ပေါ့နော်ပြောမယ်ဆိုရင်ဟိုတချို့ဆိုအကြောင်းပြီးသွားလို့အလုပ်လုပ်နေရဲ့ဒီကိုပြန်လာပြီးအခုအကြောင်းတက်နေတဲ့လူတွေကိုဟိုပြန်ပြီး mentorship လုပ်ပြ project project ကြီးဆိုတာလည်းရှိရပေါ့အဲ့လိုအခွင့်အရေးတွေတော့အများကြီးရှိပါတယ်ဟုတ်ကဲ့အများကြီးရှိရခုနောက်ပိုင်းအခွင့်အလမ်းတွေအများကြီးပေါ့နော်ဘယ်သွားချင်လဲဘာတက်ချင်လဲအားရအများကြီးရှယ်အဓိကကိုဘာလုပ်ချင်လဲကိုဘာကိုပြန်စဉ်းစားကြည့်ပေါ့ခုလက်ရှိတော်တော်များများကလူတွေကဘယ်လိုမျိုးလဲဆိုတော့သူများကဒါတက်ချင်တယ်ဒါခေတ်စားနေရဲဆိုလို့ရှိရင်လူတွေကကိုတကယ်စိတ်ဝင်စားလားစိတ်မဝင်စားဘူးလားသိပြီးတော့မစဉ်းစားဘဲနဲ့ trend out လိုက်ကြအများပေါ့နော်ကိုဒါကိုရေရှည်လုပ်ရင်အဆင်ပြေနိုင်လားပေါ့နော်ကိုဒီဟာကိုလုပ်တဲ့အချိန်ကျမှလည်းကိုပျော်လားပေါ့နော်အဲ့ဒါကိုသေချာစဉ်းစားပြီးတော့ရွေးချယ်စေချင်တယ် just follow your passion ပေါ့နော်ကိုလုပ်ချင်တာနဲ့ကို research လုပ်ပြီးတဲ့ဒီ university ရှိတဲ့ဒီ program တွေရှိရဲတိုက်ညီလားအဲ့လည်းစဉ်းစားရမယ်ပြီးတော့နောက်တစ်ခါတော့ဟိုဈေးနှုန်းလဲပေါ်မူရပေါ့နော်ဟိုဘယ်လောက်တက်နိုင်လဲဘာညာအဲ့လည်းရှိရဲဒါပေမဲ့ဒီနောက်ပိုင်း scholarship opportunity တွေလည်းအများကြီးရှိတယ်လို့ government တွေက sponsorship ပေးရလည်းရှိရအဲ့လည်းလေ့လာကြည့်လို့ရပါတယ်အဲ့ဒါ advice ပေးချင်ပါတယ်